ကျွန်တော်14ဘလက်ကိုပို့ကြိုက်တယ်ဘာလို့ဆိုတော့အဓိကဒီကောင်ကကျွန်တော် view ကြည့်စားမယ်ဆိုလို့ရှိရင် screen size လဲကျွန်တော်တို့ကြည့်မယ်ပြီးတော့ကျွန်တော် battery ကလည်း battery mAh ကလည်းအရန်တောင်းနေပေါ့ဗျာတောင်းတဲ့အတွက်ကြောင့်မို့လို့ game ကောင်းကောင်းကစားလို့ရမယ်ဒါလေးတော့ကျွန်တော်တစ်ချက်ဆော့ပြကြည့်မယ်နော်ဘာလို့ကျွန်တော်ပြပေးမယ်နော်ဒီကောင်လေးဆိုရင်ကျွန်တော် setting ထဲမှာ graphic ကိုပြပေးမယ်ဒါဆိုရင်ကျွန်တော်က smooth ထားဆုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနော်ဟိုကြီးရမယ်ပေါ့60 fps အထိရတယ်ပေါ့နော်ဒါပေမဲ့လောဆယ်တော့ကျွန်တော် ultra 80နဲ့နော် ultra 80ရဲ့ကျွန်တော်တို့ဒီကောင်ကframe rate ကိုကျွန်တော် ultra နဲ့ကစားမယ်ဗျာနော်ရုပ်ထွက်ပိုင်းတော်တော်လေးဒီမှာရနော် smooth နဲ့ ultra 80နဲ့နော်နည်းနည်းကွာတယ်မှာနော် okay ဒီကောင်လည်းဆော့ကြည့်မယ်နော်ဒီကောင်တော့လောဆယ်တော့ support ပေးတာတော့60 fps ရဲ့ support ပေးတယ်60 fps ကိုမှကျွန်တော်တို့ပေါ့နော်ဒီအခုလက်ရှိတော့ကျွန်တော်ကgraphic ကိုတော့ ultra 80လေးနဲ့ကစားတာပေါ့နော်ရုပ်ထွက်ပိုင်းတော့တော်တော်လေးပိုကောင်းသွားမယ်ကဲ level လေးနဲ့ကြမ်းမယ်ကွာတော့ကြည့်ဟုတ်ဟုတ်ဟုတ်တယ်ဒီလိုရတယ်မိုင်းဒီမိုကောင်းလိုက်တာကွာရှော့သွားပြီအဲ့တော့ဒီတော့ pro မကြောက်ပါနော် pro မဟုတ်ဘူးတော့ကျွန်တော်က beginner လေးနော်ဒီကောင်က very တော်တော်ခံတယ်ဒီတော့ဆက်လေးပြလိုက် very တော်တော်ကောင်းenemy ရှိရတေးပါပြီကွာမြင်နေတိုင်းမျိုးအရင်ကကြောက်တော့ရှော့ရတယ်အဲ့ဘက်နဲ့ပြည်နေကြတော့ဒါတီးသလားခံစားရတာတော်တော်ကောင်းတယ်နော်ကျွန်တော်တို့ကွာပေါ့ရုပ်ထွက်တော်တော်လေးကောင်းရုပ်ထွက်တော်တော်လေးကောင်းတယ်ရုပ်ထွက်တော်တော်လေးကောင်းတယ်ဒါပေမဲ့ကျွန်တော်ကအိုင်ဘက်နဲ့ဆုံးနေကြဆိုအန်နမီကဒီမှာရှိနေပြီဟုတ်ကောင်းတယ်
ဟောပြီးတာပဲကောင်းလိုက်တာကွာကဲအခုပြတာတော့ပြီးပါပြီလို့နော်ရုပ်ထွက်လေးကတော့မြင်တဲ့အတိုင်းပဲတော်တော်လေးကောင်းပါတယ်လို့ကြည့်ရအောင်ဒါပေမဲ့ကျွမ်းတာတော့မကျွမ်းပါဘူးလို့နော်အဲဆိုရင်ကျွန်တော်တို့ခုနကကျွန်တော်ပြောတဲ့အတိုင်းပဲနော်ရုပ်ထွက်တော်တော်လေးကောင်းကောင်းလေးနဲ့ကစားလို့ရမယ်ဗလီဆိုလည်းဗျာတော်တော်ခံနေမယ်ဒီကျွန်တော်ခုန40ခွန်လောက်ပဲရှိတာတကော400ခန်းတော့500ခန်းလောက်ပဲဆင်းတယ်တော့အဆင်ပြေတယ်ဒီကောင်နဲ့ဆိုလို့ရှိရင်လေကျွန်တော်ဂိမ်းသမားတွေပဲတော်တော်ကောင်းတယ်ဘာလို့ဗလီ MA အရန်ကောင်းတဲ့လို့ကြောင့်မို့နော်ကျွန်တော်ဆော့တာ40ရှိရင်တော့40ခွန်လောက်ပဲရှိမှာ4%လောက်ပဲဆင်းတယ်တကောပေါ့နော်အလေးပါစလီပလက်လေးဖြစ်ပါတယ်နော်